ဒါနဲ့ဒီဘောကောင်စမီတာတွေကဘယ်လောက်လဲဟောဟုတ်ကဲ့ပါဒါနဲ့ဆက်တော့ဒီရေတင်ပရိကာလေးလည်းပါတယ်ပိုးဝင်းလေးလည်းပါတယ်ဆိုတော့ဒါကမှဒါနဲ့ခုရထောင်ပါရှင်မိုင်ဒီအဲ့ဒါပဲလိုက်ကြမယ်နော်ဟုတ်ကဲ့ပါရှင်မိုင်ဟုတ်ကဲ့တိတ်လေးနဲ့ထည့်ပေးလိုက်ပါမယ်နော်ဟုတ်ကဲ့ပါမိုင်တိတ်လေးနဲ့တခြားလေးထည့်ပေးလိုက်ပါတယ်နော်မိုင်ဟုတ်ကဲ့ပါညဒီမှာလေးတောင်း9တောင်းပါဟုတ်ကဲ့ပါရှင်ပတ်သက်လေးစစ်ကြည့်ပါဦးမယ်ရှင်မိုင်ပါရပါလေ no 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 မဟိုပတ်စံလေးရလေတောင်း9,000လေးမပြည့်နေဘူးရှင်တောင်း6,000လေးပဲရှိနေလို့ပါရှင်မကြီးဩအဲ့ဆိုမပြန်ရည်ကြည့်လိုက်မယ်နော်ဟုတ်ကဲ့ဒီပြတော့တောင်း6,000ဆိုခုကတောင်း9,000ပဲရှိတော့တယ်ဩအဲ့ဆိုမဟိုဆေးရကဟိုလေးလေးပိုင်းလွင့်ပြီးတော့ပြုတ်ချသွားတာနေမှာဒီမှာဒီမတိကြခဲ့တာပဲဒီမှာဒီမှာမအော်တောင်း6,000နော်အော်ညီမလေးကိုတောင်း9,000ပေးဖို့အတွက်ကိုမထေရတရွက်လွတ်ကြသွားတာနေမှာညီမလေးရဲ့အော်ဟိုမှာဒီမှာနော်တောင်း9,000နော်အော်ဟုတ်ကဲ့မကြီးကျေးဇူးပါရှင်မကြီးကျေးဇူးပါရှင်ဒီတောင်းကိုများလာလူရဲ့ကြာဒီတောင်းအိုက်ကွက်တွေလာမထိုးနဲ့ဒီတန်းသူများတစ်ကွက်ကြဒီတန်းနှစ်ကွက်ပြထလိုက်ဒီတန်းအဲ့လိုလှုပ်ရှားနေတဲ့လူတွေအန်ကျုံနေပြီမလေးမြန်ဆုံးမြန်သုံးပလိုက်လို့တော်သေးရပါဘူးမမို့ဆုံးတော့ငါဒီနေ့အဆက်ကွဲမှာမလေး